အားလုံးပဲမင်္ဂလာပါရှင်ကျေးဇူးရှင်ဆရာကြီးနဲ့တူကဆရာကြီးဤတပည့်ဟောင်းတပည့်တင်များအားလုံးကိုမင်္ဂလာပါလို့ပထမဦးစွာနှုတ်ခွန်းဆက်တာဂါရဝပြုလိုက်ပါစီရှင်ဒီကနေ့ဟာဆိုရင်ဖြင့်ဆရာကြီးဦးမြကျိုင်းတပည့်များစူးစီးဖွဲ့စည်းထားတဲ့ UMK Network မှာကျောင်းချန်မြေငါးခြင်းဆိုင်ရာအလှူငွေပွဲခမ်းနားပဲဖြစ်ပါတယ်ရှင်ဆရာကျေးဇူးမြတ်မို့ဆိုသည့်တိုင်ကျမတို့ဘော်ရင်ဆရာ၏ကျေးဇူးတရားများမေတ္တာတရားများဟာကျမတို့အားလုံးသိရှိနားလည်ပြီးဒီတိုင်းများပြားလှပါတယ်ဒီနေ့ခန္ဓာအဆွေဖြင့်ထိုကဲ့သို့ကျေးဇူးကြီးမှလာသောဆရာအတွက်ပြန်လည်ကျေးဇူးဆက်သည့်ခန္ဓာလေးတစ်ခုဆိုရင်လည်းမမှားပါဘူးရှင်သို့ဖြစ်ပါ၍ခန္ဓာကိုမကြမီချိန်တွင်မှစတင်မှာဖြစ်သဖြင့်ကျောင်းသူကျောင်းသားများအားလုံးပူးပေါင်းပါဝင်ပေးကြဖို့လေးစားစွာမေတ္တာရပ်ခံပါတယ်ရှင်ဟုတ်ကဲ့အစီအစဉ်များကိုကြီးညာသူဖြင့်ကျမစောစောမှဆောင်ရွက်တော့မှာဖြစ်ပါတယ်အစီအစဉ်တစ်အခမ်းအနားစတင်ကြောင်းကြီးညာခြင်းအစီအစဉ်နဲ့ဆရာကြီးဤတပည့်နှစ်ဦးမှ UMK Network စတင်ဖြစ်ပေါ်လာပုံရွယ်ချက်အောင်မြင်ပြီးစီးခဲ့တဲ့လုပ်ငန်းစဉ်များအလှူငွေလှူဒန်းခြင်းနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်များရှင်းလင်းတင်ပြခြင်းအစီအစဉ်သုံးဆရာကြီးအားအလှူငွေပေးရလှူဒန်းကြတော့ခြင်းနဲ့ဆရာကြီးမှဆုံးမဩဝါဒစကားချီးမြှင့်ပေးပါရန်မေတ္တာရပ်ခံခံခြင်းအစီအစဉ်လေးအခမ်းအနားပြီးဆုံးကြောင်းကြီးညာခြင်းလိုပဲဖြစ်ပါတယ်အစီအစဉ်တည်းအရာအလှူငွေပွဲအခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြီးညာအပ်ပါတယ်ရှင်အစီအစဉ်နှစ်အရာ UMK Network စင်ကာပူ၏တာဝန်ခံတဦးဖြစ်သောကိုကောင်းမြတ်ကျော်မှNetwork ရွယ်ချက်များနဲ့လှုပ်ဆောင်ပြီးစီးခဲ့တဲ့လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြပေးပါမယ်။ကိုကောင်းမြတ်ကျော်လေးစားစွာဖိတ်ခေါ်ပါရရှင်။အားလုံးပဲဆရာကြီးနဲ့တကွာဒီမှာတက်ရောက်လာကြတယ်ဒီကောင်မှဆရာကြီးရဲ့ကျောင်းသားကျောင်းသားများလုံးမင်္ဂလာပါကျွန်တော်ကတော့ကောင်းမြတ်ကျော်လို့ခေါ်ပါတယ်ဒီဆရာကြီးရဲ့တင်တန်းကိုဟိုဘက်အောင်ချမ်းသာလမ်းမှာရှိတော့မှာမနေ့တန်းစတဲ့အချိန်ကနေပြီးတော့ညနေဆောင်ထိထွေးနေဆိုပြီးတော့တက်ခဲ့တာပေါ့နောက်ပြီးတော့ဒီဘက်2000ခုနှစ်လောက်ကပေါ့နော်နောက်တစ်ခုကဒီလဲတဲ့ဘက်ကိုဦးထုံးလင်းချန်တဲ့ဘက်ကိုရောက်လာတော့လေအဲ့တော့ကျွန်တော်ကျောင်းတက်နေပြီဖြစ်တဲ့အတွက်ကြောင့်ဒီစနေတနေ့ကိုနေကွက်ကြားရောက်လာခဲ့တယ်ပေါ့နောက်ပိုင်းတော့မရောက်ဖြစ်တော့ဒီဘက်ကိုကျွန်တော်အစရောက်ဖြစ်တာဆိုလို့ရှိရင်ဒီ2004နှစ်ရက်နေပေါ့နော်ကျွန်တော်တို့ဒီ UMK Network စမယ်ဆိုပြီးတော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုပြီးတော့အစည်းအဝေးခေါ်တဲ့အချိန်မှာဒါပထမဆုံးထပ်ပြီးတော့ဒီစီရီဘက်ကိုရောက်ဖြစ်တာပေါ့အဲ့တော့ဒီ UMK Network ရဲ့ကျွန်တော်တို့အဓိကရည်ချက်နှစ်ခုပေါ့နော်အားလုံးဗာလဲဆိုတော့ပထမတစ်ခုကဆရာရဲ့ကျန်းမာရေးပိုင်းဆိုင်ရာကိုလိုအပ်လာလို့ရှိရင်ကျွန်တော်တို့အကူအညီပေးဖို့နောက်တစ်ခုကတော့ဒီဆရာရဲ့ဒီကျောင်းညီငားတဲ့ဇရိတ်ကိုပေါ့ကျွန်တော်တို့ပူထမ်းပေးခြင်းတယ်ဒီတော့ကြောင့်ကျွန်တော်တို့ဒီ UMK Network ကစပြီးတော့ကျွန်တော်တို့ဖွဲ့စည်းပြတာလို့ပြောရမှာပဲဘာလို့လဲဆိုတော့ဒီရည်ချက်ဖြစ်လာခြင်းရှင်းတယ်ကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်ဒီပြည်လေးဒီဘက်မှာရှိတယ်ဆရာရဲ့ကျောင်းသားဟောင်းတွေနောက်ပြီးတော့ဆရာရဲ့ကျေးဇူးကြောင့်ကျွန်တော်တို့အများကြီးကြိုးကျေးဇူးဖြစ်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာကကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့အဓိက professional ကတမျိုးဖြစ်ခြင်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအင်္ဂလိပ်စာရဲ့အထောက်ပံ့တဲ့ communication အများကြီးရတယ်အဲ့တော့ကျွန်တော်တို့ရဲ့main profession ကိုလည်းဒီထက်ပိုပြီးတော့တိုးတက်လာအောင်ကျွန်တော်တို့ဆရာကျေးဇူးလုံးဝမကင်းပါဘူးဒီကျွန်တော်တို့ဒီလိုအချိန်လေးဖြစ်လာတဲ့ဥစ္စာပဲအဲ့တော့ကျွန်တော်ပါဝင်မယ်ဒီဒီကားမှာရှိနေတဲ့ကျောင်းသားကျောင်းသူဟောင်းတွေရောနောက်ပြီးတော့ပြည်ထဲမှာရှိနေတဲ့လူတွေရောတချို့ပြည်ထဲမှာရှိနေတဲ့လူတွေဆိုလို့ရှိရင်ဆရာဖြစ်တောင်တက်ကျွမ်းသွားကြပြီးတော့သူတို့ကပြန်ပြီးတော့တန်းတန်းတွေပါတွေဖွင့်ပြီးတော့ဒီလိုမျိုးပြန်လည်ပို့ချပေးနေတယ်ပေါ့အဲ့တော့ကျွန်တော်တို့အဲ့လိုဖြစ်ဖို့အတွက်ကျွန်တော်တို့ဆရာစီကနေပြီးတော့အကျိုးကျေးဇူးတွေရခဲ့တယ်လို့ဒီလိုအင်္ဂလိပ်စကားနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေရခဲ့တယ်ဆရာစာသင်ရင်းနဲ့ဆရာပြောဆိုဆုံးမခဲ့တယ်အဆုံးအမတွေကြောင့်လည်းကျွန်တော်တို့ဘယ်လိုလဲဆိုတော့လောကမှာကြုံတွေ့လာတဲ့တချို့အခက်အခဲတွေမှာဆိုလို့ရှိရင်ဘယ်လိုဆုံးဖြတ်တက်လာတဲ့ခါတည်းကဆုံးဖြတ်လို့ခက်တဲ့တိုင်မှာကျွန်တော်တို့စိတ်ထားတက်လာတယ်ပေါ့အဲ့ဒီအကျိုးကျေးဇူးအများကြီးရပါတယ်ဆရာcommunication နဲ့ကျွန်တော်တို့ရဲ့အများကြီး additional ရခဲ့တဲ့အကျိုးကျေးဇူးတွေအဲ့လိုရခဲ့တဲ့အကျိုးကျေးဇူးတွေကိုကျွန်တော်တို့ကနောက်ဆက်ကဖြစ်စေခြင်းတယ်အဲ့တော့ဒီလိုဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဆရာကြီးကလည်းကျန်းကျန်းမာမာရှိနေမှာနောက်ပြီးတော့ဆရာကြီးတို့လူပညာဖြန့်ဝေပေးနိုင်မဲ့နေရာတစ်ခုမှလည်းရှိနေမှာအခုတည့်ရတိုင်းပဲဒီဘယ်လိုပြောမလဲဂုံစင်းတို့ပါညာလည်းကြီးမြင့်လာတဲ့အခါမှာဆရာတို့ဒီကောင်ကဝန်တော့ကိုအရင်ဖြစ်တယ်
ကျွန်တော်တို့အနေနဲ့တက်နိုင်တဲ့လောက်ငါတို့ဒီကိုထိုင်းကြမယ်ဆိုပြီးတော့လာစဉ်ဒီပြည်တွင်းကရောဒီပန်းကရောဒီလိုចောင်းသားចောင်းသူတွေတက်နိုင်တော့အားစင်နဲ့ကန်ထည့်ပြီးလှူတယ်တချို့တွေကလည်းဟိုလိုကြားဖောက်ပေါ့နော်အဲ့လိုမျိုးလှူတာမျိုးတွေရှိတယ်ဒါတွေနဲ့စုပြီးတော့ကျွန်တော်တို့ကဆရာကြီးရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ထောက်ပံ့ပေးနိုင်ခဲ့တယ်ဒါဆိုလို့ရှိရင်ဒါចောင်းမြေငါးကတဝက်ကိုကျွန်တော်တို့အနေနဲ့ကူညီပြီးတော့ဝန်ထမ်းပေးခဲ့တယ်ဒါ2ချိန်မြောက်ပေါ့2နှစ်မြောက်ရှိပြီဒီနေ့လည်းတခြားဟိုပါပေါ့ဒီចောင်းနဲ့ပတ်သက်တဲ့ရေတို့အတန်စနစ်တို့တင်ဟောက်ကူစနစ်တို့ဒါမျိုးတွေလည်းကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ဒီ network နဲ့ဆက်ပြီးတော့လုပ်ပေးနိုင်ခဲ့တယ်နောက်တစ်ခုဒီ network ကနေပဲအခြေခံပြီးတော့ကျွန်တော်တို့မှာဆရာတော်ဘွဲနှစ်နှစ်ရှိပြီပေါ့နော်ဒီမှာလိုအပ်တဲ့ဟာတွေကျွန်တော်တို့လည်းပံ့ပိုးကူညီပြီးတော့ဘာမှပြုနိုင်ခဲ့တယ်နောက်တစ်ခုပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့ဒီရေဘေးပိုင်းဆိုင်ရာကယ်ဆယ်ရေးတွေလည်းဒီ network နဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်တို့လှူဒန်းပေးနိုင်ခဲ့တယ်အဲ့တော့ဒီကျွန်တော်အချင်းလေးချုပ်ပြီးတော့ကျွန်တော်တို့ဒီလှူဒန်းပေးခဲ့တဲ့ညကိုပြောပြမယ်ဆိုရင်ဟောပေါ့ဒီဆရာနဲ့ဆရာအကြောင်းအတွက်ကိုကျွန်တော်တို့လှူဒန်းပေးခဲ့တဲ့အခုချိန်ဒီရက်တစ်ခါပါဝင်ဆိုလို့ရှိရင်128သိန်း4,2020ကျပ်ရှိတယ်။နောက်တစ်ခုကဆရာကတော်ဝဲအတွက်ကိုပဲကျွန်တော်တို့လှူတာ43သိန်း5,000 3,500နဲ့182ကျပ်ရှိတယ်ပေါ့။နောက်ပြီးတော့ဒီရေဘေးကယ်ဆယ်ရေးကိုကျွန်တော်ဒီရေဘေး network ကအဖွဲ့သားတွေနဲ့ပဲလှူတာလားဆိုလို့ရှိရင်33သိန်း5,000နဲ့250နောက်ပြီး American dollar 10စင်ကာပူဒေါ်လာ American dollar 100စင်ကာပူဒေါ်လာ100ပေါ့နော်။ပေါင်းလိုက်လို့ရှိရင်ကျွန်တော်တို့အခုနည်းနည်းအဲ့လိုမျိုးတယောက်နည်းနည်းလေးစုလိုက်တဲ့ဥစ္စာကကျွန်တော်တို့ရဲ့အလှူဒါနဘယ်လောက်ထိသွားလဲဆိုလို့ရှိရင်200နဲ့5သိန်းလောက်ထိပို့သွားတယ်ကျွန်တော်လည်းအရင်ဝမ်းမြောက်ပါတယ်အဲဒီအတွက်အဲ့လိုမျိုးလှူပေးကြတဲ့ဆရာရဲ့အကြောင်းသားအကြောင်းသူတွေကိုလည်းအများကြီးကျေးဇူးတင်တယ်နောက်ပြီးတော့ဒီဘက်မှာတာဝန်ခံပြီးတော့ပတ်စံတွေစုပေးတယ်ဗန်စင်းတွေတွင်းပေးတယ်နောက်တစ်ခုကမလုပ်ပေးလဲဆိုလို့ရှိရင်ဒီစင်းတွေပါတွေစစ်ပေးတယ်အဲ့လိုမျိုးတာဝန်ယူပေးကြတဲ့ကျောင်းသားကျောင်းသူတွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့ပြောနေတာတော့ကျွန်တော်တို့ရဲ့ဆရာကြီးကျန်းကျန်းမာမာနဲ့နောက်နှစ်ပေါင်းများစွာတိုင်းဒီကျောင်းသူကျောင်းသားတွေကိုသူ့ရဲ့ပညာအမွေဆက်လက်ပေးနိုင်ပါစေနောက်တစ်ခုကလည်းဒီခုကျွန်တော်တို့ရဲ့ဟိုပါပေါ့ဒီကိုမောင်နှမကျောင်းသူကျောင်းသားဆရာကြီးရဲ့တပည့်ဒီအားလုံးအတူပညာတက်ပညာတွေထွန်းတက်ပြီးတော့လို့ကောင်းကျိုးလာဆန္ဒတွေပြေဝပါစေလို့ကျွန်တော်တို့ကဆုတောင်းပေးလိုပါတယ်နောက်ပြီးတော့အကယ်၍ကျွန်တော်တို့ဟိုပေါ့ UMK network နဲ့ကျွန်တော်တို့ဆက်သွယ်ပြီးတော့ကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေမှာပါဝင်နေတယ်ဆိုလို့ရှိရင်လည်းအများကြီးဖိတ်ခေါ်ပါတယ်အဲ့တော့အခုအနေနဲ့ကျွန်တော်တို့လူရန်ခဲ့တဲ့မြကုသတာကအားလုံးကိုလည်းဝမ်းမြောက်ဝမ်းသာတာတို့ခေါ်ပါလို့เนาะညပေးဝေပါတယ်အမြကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ပြောတာမှပြီးပါပြီဆက်လက်ပြီး UMK network ရန်ကုန်ဤတောင်ငန်းတူဖြစ်သောကိုစိုးပူရမှာ UMK network ဖြစ်ပေါ်လာပုံနဲ့လူရန်ချင်းပတ်သက်ပြီးရှင်းလင်းတင်ပြပေးမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ဒီ10တန်း2000မှာအောင်ပြီးတဲ့ဒီဆရာကျောင်းရောက်လာတာပေါ့အဲ့ဒီကနေဆရာကျောင်းမှာညညဆက်တင်ပြီးတော့2005လောက်မှာဆရာကိုပြီးတော့အခုဆရာနဲ့တင်ပြီးတာပေါ့အခုချိန်ဒီစီပြုံးနေညနေဒီ9ဝယ်ဆိုကျွန်တော်တင်ပြီးပါတယ်အခုဒီနေ့ကျွန်တော်ပြောပြရမယ့်အပိုင်းကဒီကျွန်တော် network ဖြစ်ပေါ်လာတဲ့ပုံပေါ့သမိုင်းကျောင်းလေးပေါ့အဲ့ဒါလေးနည်းနည်းလေးပြောပြရမယ်ဒီ network ဒီစပြီးဖြစ်တဲ့ပုံပြောရမယ်ဆိုရင်ညနေကျွန်တော်စိတ်တင်းနေအားကိုပေါ့အားဝဲတောင်တင်နေကျွန်တော်ဆရာကုံငွေထိုးမင်္ဂလာဆောင်အောင်ပြစမယ်အဲ့မင်္ဂလာဆောင်လေးမှာဒီကျောင်းသားအဟောင်းတွေတငယ်ချင်းတွေပေါ့အားလုံးတွေ့ကြတော့စကားပြောကြရင်လည်းဆရာပင်နဲ့ပတ်သက်ပြီးပြောတဲ့အခါမှာဆရာဒီငါးကားနဲ့ပတ်သက်ပြီးတော့ခက်ခဲရှိနေတာသိကြတယ်အဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတိုင်ပင်ညာရင်းနဲ့ဒီ network တွေဖြစ်သွားတယ်ပေါ့နော်အဲ့ဒီဖွဲ့စည်းရောဒါပေမဲ့အဲ့ဒီစပြီးတော့ဖွဲ့တဲ့အချိန်မှာကျွန်တော်လည်းမသိသေးဘူးပါလည်းမပါသေးဘူးနောက်မှဒီ Facebook မှာတွေ့ရတယ်တွေ့ချင်းဒီ network ရဲ့ရည်ရွယ်ချက်တွေလှုပ်ဆောင်တာတွေကြည့်ပြီးတော့အရန်လည်းသဘောကျတယ်ဒီ network လေးဖြစ်လာတဲ့အတွက်လည်းအရန်လည်းပြောတယ်ဒီလို network တစ်ခုအကောင့်ထဲပေါ်လာအောင်ဒီဖွဲ့စည်းပေးတဲ့ကျွန်တော်ရဲ့ senior junior အကူအမတွေအကုန်လုံးလည်းအရန်လည်းလေးစားတယ်ကျေးဇူးလည်းရန်တင်တယ်ပေါ့အဲ့လိုဆိုအဲ့ဒီနေရာသူတို့တွေကဟိုမတိုင်မနာပဲနေပေါ့အဲ့ဒီမှာတွားပြီးတော့တွေ့တယ်ຢာလေးဖွဲ့ပြသွားတယ်နော်မထင်မှပဲဖွဲ့ပြသွားတယ်ဒါပေမဲ့သူတို့အဲ့လိုလုပ်လိုက်တာအရန်ကိုတန်ဖိုးရှိတယ်ရောင်းအတိတ်ပဲရှိတဲ့အားကိုသူတို့လုပ်ခဲ့သွားတယ်ကျွန်တော်ဒီခံစားမိလို့ပြောမှဆိုတော့ဒီမြစ်တာစဝန်းလေးပေါ့အဲ့ဒီတစ်ခုသူတို့တွေကောင်းနေဖော်လိုက်တာပဲစပြီးတော့လက်ပတ်လိုက်တာပဲအဲ့ဒီစကားကိုနည်းနည်းလေးရှင်းပြပြတယ်ကျွန်တော်အတွေ့အကြုံလေးပေါ့ဒီ2000ကနေပြီးတော့ဒီ2005-2006လောက်ဒီမှာကျောင်းသားအနေနဲ့တက်တဲ့ခါမှာ
ဒီအခုလိုအဓိကအဖြစ် vision နဲ့နေပေါ့တက်ပြီးတော့ဆရာစာသင်တာဒီလိုထိုင်ကြည့်နေတာပေါ့အားပါရနော်ကြည့်ပြီးတော့ဒီဆရာရဲ့ကျောင်းသားတွေပေါ်ထားတဲ့မေတ္တာစေတနာအဲ့ဒါကိုထင်လာမြင်နေရတယ်ဒီမှာခံစားလို့ရအပြည့်ခံစားလို့ရဒါဆရာကကျွန်တော်တို့ကျောင်းသားတွေစီမှာထားတဲ့မေတ္တာဆရာအလားပေါ့နော်တချမ်းပေါ့မေတ္တာဆုံးတချမ်းပေါ့အဲ့လိုတချမ်းရှိတယ်ကျွန်တော်တို့ဒီမှာသင်တန်းတက်ရင်းနဲ့အင်္ဂလိပ်စာတွေတိုးတက်လာတယ်ဘလို့တွေးရမယ်ဘလို့ခေါ်ရမယ်တွေးတက်ခေါ်တက်လာတယ်နောက်ကစိတ်အားတွေရှိလာတယ်ပြီးတော့စိတ်သဘောတွေထားတက်လာတယ်အဲ့ဒီကျတော့ဆရာကအရင်ကျေးဇူးတင်ဒီကျောင်းဆက်ရောက်တာကမှကိုယ့်ကိုယုံကြည်မှုမရှိဘူးဘာလို့လို့ဘာခံရမှန်းလည်းမသိအဲဒီနေ့သုံးနေ့ဆိုတဲ့ကာလပြီးတဲ့အခါမှာကိုယ့်ကိုလေးစားမှုလေးရှိတယ်ယုံကြည်မှုလေးရှိတာဘာလို့လုပ်ရမလဲလဲပြီးတမှုရှိတဲ့လူတယောက်ကိုမြင်လာတယ်ပေါ့အဲ့မှာဆရာကအရင်ကျေးဇူးတင်ဘလို့ကျေးဇူးပြန်ဆက်ရမယ်ပေါ့အဲ့ချိန်တုန်းကတော့တို့က10တန်းအောင်ငါစားပေါ့အဲ့လိုကလေးဆိုတော့ဘလို့တွေးလဲဆိုတော့တီရန်ပေါက်ချင်တယ်လက်ထက်ကတရားမရှိဘူးတီပေါင်းမှာပတ်စံရတီရန်ပေါက်ချင်တယ်တီပေါင်းရင်ချန်ချေချေဝယ်မယ်ပြီးအစာအုပ်ကောင်းကောင်းဆောက်ပေးမယ်အဲ့တုန်းကမန်းတာဆိုရင်အစာအုပ်က3တက်ဆောက်အောက်ထပ်မှာကျောင်းသားတွေအားလုံးစာသင်ကြမယ်ပေါ့ကျွန်တော်တို့အဲကွန်တွေပါတယ်နဲ့အပြည့်စုံအခုလိုမျိုးဆရာခဏပြောတဲ့ပညာချူတွေပါတယ်မဖြစ်တော့အရှိရတဲ့နောက်ကလူနဲ့ဒူးနဲ့ထောက်ကားလာတယ်မဖြစ်တော့အဲ့လိုမျိုးကျွန်တော်ရန်ပြချင်ပြီးပထမတက်မှာဆိုလို့ရှိရင်စာကြည့်ရရှိမယ်ကျောင်းသားတွေနားနေဒီလိုတဲ့နေရာရှိတယ်ကိုယ့်အပေါ်ဆုံးမှာဆိုလို့ရှိရင်ဘုရားကန့်ရှိတယ်ဒီတရားတွေပါတယ်အားထုတ်ခြင်းနဲ့ဒီတရားထိုင်လို့ရအဲ့လိုမျိုးဖြစ်ချင်တယ်ထီလေးရင်ပေါက်ချင်ဒါပေမဲ့ကိုကတော့ထီပေါက်ရင်တော့မလွယ်တဲ့နေတာနော်အဲ့လိုမျိုးဖြစ်ချင်တယ်ဒါပေမဲ့ခက်တာထီရမပေါက်ဒီတန်းထဲမှာကျွန်တော်တို့ကအဲ့လိုမျိုးဇာနာတိုက်ဆိုင်မှုတွေရှိမလားမသိဘူးအဲ့လိုအများကြီးရှိပါအဲ့လိုထက်တူမဟုတ်ရင်လေတခြားတနည်းမို့ဒီနေ့ပေါ့ပြန်ပြီးတော့တုံ့ပြန်ခြင်းတဲ့လူရှိတယ်ဒါပေမဲ့ထီရမပေါက်ဒါလည်းမှတပြားမရှိအဲ့တော့ဘာမှလုပ်လို့မရဘူးအဲ့ချိန်မှာပဲဒီ UMK network ဆိုပြီးပေါ်လာတယ်ပေါ်လာတဲ့အခါကျကျွန်တော်တို့ဒီမပေါက်ပြင်နဲ့ပတ်စံတွေအများကြီးမရှိပေမဲ့ကျွန်တော်တို့ဖြစ်ချင်တယ်ပေါ့ဆရာကိုကျေးဇူးတုံ့ပြန်တာမေတ္တာတုံ့ပြန်တာကိုပြန်လုပ်ဖို့အတွက်အခွင့်အရေးရလာတယ်အဲကြောင့်ခုနကကျွန်တော်ရဲ့ဒီ senior junior ဒီခုမှကျွန်တော်ရဲ့ကမလာမန်းမှာကိုပြပြတာလို့နောက်ကခုနကိုဖြိုးလို့ကျန်တဲ့ဒီမှာလာကြတဲ့ senior junior ကိုအမှားအများကြီးပဲပေါ့နော်သူတို့ရဲ့ဒီလုပ်ရကြပေါ့သူတို့တွေစပြီးတော့လုပ်လိုက်တာလေးကဘာနဲ့တော့တူလို့ဆိုဆရာစီကနေပြီးတော့ကျောင်းသားတွေစီမှာထားတဲ့မေတ္တာဆောင်တချမ်းရင်ကျွန်တော်တို့ကျောင်းသားတွေကလည်းဆရာစီပြန်ပြီးတုံ့ပြန်ကြတယ်အဲတုံ့ပြန်ဖို့အတွက်အင်အားမပြည့်စုံတာရှိတယ်အခြေအနေမပေးတာရှိတယ်အဲမေတ္တာတချမ်းပေါ့အဲနှစ်ခုသူကဆက်ပေးလိုက်တာဒီမေတ္တာဆောင်လေးတစ်ပတ်ပြည့်သွားတာအဲကြောင့်မို့ကျွန်တော်ဒီ UMK network ဆိုတဲ့နာမည်ကြားတဲ့ခါကျရင်ဘယ်လိုခံစားမိလဲဆိုတော့UMK မေတ္တာဆောင်ပေါ့အဲ့လိုကျွန်တော်ပါတော့ပြင်ချင်တယ်အဲ့တော့ဒီ network ဟုတ်ပြီ network တော့ဖြစ်လာရှေ့ရလူတွေကလုပ်ပေးခဲ့လို့ကျွန်တော်တို့ network တော့ဖြစ်လာဒါပေမဲ့ဒီ network ဆက်ပြီးတော့ level နေဖို့အတွက်အချိန်ကြာကြီးဆက်ပြီးတော့တည်ရှိနေဖို့အတွက်နောက်တစ်ခါအချိန်များများနဲ့ level နိုင်ဖို့အတွက်ဒီကကြကြဝန်း level ဖို့အတွက်ဆိုတာဒီစက်ဝန်းထဲမှာရှိနေတဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့အကြောင်းအကြောင်းတွေအစ်စ်တွေအဟောင်းတွေဟောက်ကပြည်တွင်းပြည်ပအကြောင်းသားအားလုံးအဲ့အားလုံးရဲ့ပူးပေါင်းတဲ့အားတွေလုပ်တယ်အဲ့ဒါမရှိဘဲနဲ့ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးခုနလိုလုပ်နိုင်တယ်ဆိုတာလေခုနတချမ်းလေးတွေပေါ့မေတ္တာတချမ်းလေးပေါင်းလိုက်တဲ့အခါမှာခုနလိုစဝန်းတစ်ခုဖြစ်သွားတယ်အဲ့လိုပုံစံအဲကြောင့်မို့ကျွန်တော်တို့ရေရှည်တည်တံ့မှုအတွက်ဒီတက်ပို့ပြီးတော့တကြပြည့်မြတ်လုပ်ပေးနိုင်လို့တော့ဆရာကဟောဒီတင်တန်းဝင်လာတက်တဲ့ကျောင်းသားကျောင်းသူတွေနောက်လာမယ့် generation တွေအားလုံးနဲ့ကျွန်တော်တို့လိုအခွင့်အရေးမျိုးဆရာကောင်းတမကောင်းနဲ့တွေ့ပြီးတော့ရေရှည်ပညာစည်းမှုနိုင်တဲ့အခွင့်အရေးရဖို့အတွက်ကျွန်တော်တို့ဖွင့်တဲ့ပူးပေါင်းမှုအတွက်အားလုံးဖိတ်ခေါ်ပါလေနောက်တစ်ခါကျွန်တော်တို့အကူအညီလေးပေးကြပါကြံကြံလေးပေးပါလို့ပြောနေကောင်းချောပါဘောတောင်ကန်ကိုကောင်းမြတ်ကျော်နဲ့ UMK network ရန်ကုန်တောင်ကန်ကိုစိုးသူရတို့ကျေးဇူးတင်ပါတယ်အစီအစဉ်300ဆရာကြီးကအလှငွေပေးအလှူရန်ကြောပြီးအစီအစဉ်ဖြစ်ပါ၍ဆရာကြီးမှာအလှငွေလက်ခံပေးပါရန်နဲ့စုံမဩဝါဒစကားများချီးမြှင့်ပေးပါရန်ဂါရဝတ်တရားရှိထားပြီးမြစ်တာရက်ခံရပါတယ်သာဓုခေါ်ပါသာဓုသာဓုသာလူသားတွေတယောက်နဲ့တယောက်တနေရာမှာ
ကဘာကြီးအကျေကြီးပဲအဲ့အကျေတို့မှတနေရာမှာလာဆုံရတယ်အမှန်ခက်ခဲတဲ့အရာပါအဲ့ဒါလာဆုံတာဗာမြက်ခက်လို့လဲဆရာရဲ့ဒါတမန်တွေးပေါ့အဲ့တော့မင်းတို့မှမိဘမဲ့ကြောင်းတို့တော့ကြည့်လိုက်ပေါ့ကို့မှာမိဘအရင်နဲ့တော့အတူနေခွင့်မရတဲ့လူတွေလောကကြီးမှာအများကြီးပဲဟုတ်တယ်မကလေးနော်အဲ့တော့မလွယ်ပါဘူးဒါမီးရင်ဖိုင်းရှိတာတော့မင်းတို့အတူနေရတဲ့လူတွေအများကြီးရှိကောင်းရှိတယ်အဲ့တော့အဲ့ဒီဂျားတွေအဲ့လိုတွေးရကျွန်တော်ခက်ခဲတယ်ဆိုတဲ့ဂျားတွေကအခုလိုလာဆုံရတယ်လာဆုံပြီးတော့အခုဒါဒီတန်မြာမှာတော့မင်းတို့နဲ့ဆရာနဲ့ဒါဆရာတပည့်ပြင်းနဲ့လာဆုံတယ်ပေါ့လာဆုံတဲ့အခါကျတော့ဆုံနေမဟုတ်ဘဲနဲ့တယောက်နဲ့တယောက်အရန်တန်ဟောစဉ်ဖြစ်တဲ့ခင်မင်းနဲ့တော့မလွယ်ဘူးပေါ့နော်အဲ့တော့ဒါဆရာနဲ့တပည့်နဲ့တွေ့တာဆိုတာထူးဆန်းတော့မဟုတ်ဘူးဒါပေမဲ့တယောက်နဲ့တယောက်ခင်ပြီးတော့ရေရှည်သွားတယ်ဆိုတာတော့ခက်ခဲတယ်အဲ့ကိစ္စတော့မလွယ်ဘူးအဲ့တော့အခုဒါလောကကြီးရဲ့သဘာဝဒါဟာမိုနီဖြစ်ဖို့ဆိုတာအဲ့ဒါပဲလေအဲ့တော့ဆရာကျောင်းစာထောင်တယ်ဆရာလည်းမှာပတ်စံလည်းမရှိပါဘူးဘာလို့ဆိုတော့ဆရာဝင်တဲ့ပတ်စံလည်းနိုင်ငံခြားမှာဆရာကျောင်းတက်ကြတာနဲ့ဝင်တော်တော်ကုန်သွားပါတယ်အဲ့ဒီဂျာရီကပဲဆရာဖြစ်အောင်လုပ်ပြီးတော့ကျောင်းလေးထောင်တယ်အဲ့ဒီတော့စာကျောင်းဖွင့်လာတာဆရာရဲ့ကျောင်းလာကခုနမန္တလေးလူသားစီ၄ရက်တောင်းကိုဆရာ300သတ်မှတ်တယ်စာရေးတက်တဲ့လူကို150ဆရာလူသတ်မှတ်ပေးတယ်ဆိုအဲ့မှာတစ်စင်ကုန်စင်တို့ရဲ့အပြောင်းလဲခုနဆရာအဆုံးငားတာဒီဆရာမှာကိုယ်ပိုင်ဆောင်မရှိအဆုံးငားတာဒီကြောင့်တက်လာတဲ့အတွက်နည်းနည်းလေးတက်လာတာအခုဒါမလို့ပြတဲ့အတိုင်းပဲ4000ဖြစ်သွားတယ်ပေါ့ဒီတဲ့ပုံပြီးတော့ဆရာမှာအချင်းနေပြည့်တယ်ဆိုရင်ဆရာဒီတဲ့ပုံလျှော့နေသေးတယ်ကြောင်းလာတော့တိုးဖို့ဆရာဆိုတာဆရာလုံးဝစိတ်ထဲမှာမရှိဘူးအချိန်မေးဆရာသစ္စာဆိုလို့ရကြောင်းသားကိုဆရာဒီတဲ့ပုံပြီးတော့တို့တိုင်းပြည်ကတကယ်အခက်အခဲနဲ့ကြုံရတဲ့ကာလမှာရောက်နေဆရာဒီချိန်မှာလူလာဖြစ်တာအဲ့တော့ဒီချိန်မှာလူလာဖြစ်ရတော့ဒီအခက်အခဲကိုဖြေငါဘာဘက်ကဖြေရှင်းပြနိုင်လဲဒီငါပညာရေးဘက်ကဖြေရှင်းပြနိုင်တယ်ဆိုတော့အဆန်းကုန်ဆရာလုပ်ပေးမယ်ဆိုတဲ့စိတ်နဲ့လုပ်တာပါအဲ့လိုလုပ်တဲ့ခါကျတော့ပရမမင်းလည်းဘကအချက်လေးတွေဖြစ်တယ်သို့တော့ဒီကျောင်းသားတွေရဲ့မြစ်တာပါပဲဆရာဒါတွေကိုအောင်မြင်တယ်ပေါ့ကြော်လွှားလို့ရတယ်ပေါ့အခုဆိုရင်မင်းတို့တည်တဲ့အတိုင်းပဲတနေ့ချန်စီတွေလည်းတက်လာဒါပေမဲ့ဆရာစိတ်ထဲမှာအဲ့ဒါကိုသိမထည့်ပါဘူးငါဘာမှမဖြစ်ဘူးချုပ်မိတ်ဆွေတွေတော့မေးတယ်ကိုမြတ်ရခိုင်ကျောင်းလာကနေကြကြရပေးရတာကိုယ်ထိုင်မငတ်သေးဘူးလားငတ်တော့မငတ်သေးဘူးလို့အချိန်လေးတော့ကောင်းနေသေးတယ်ဗာမင်းအဲ့တော့ဆရာအဲ့တိုင်းပဲပြောတာပါနော်အဲ့တော့ခုနဆရာဘယ်လိုကတောင်းလိုက်တော့ဆုံးရပြုံကြဆုံးပေမဲ့လည်းခင်ဖို့ဆိုတာမလွယ်ဘူးလို့ပြောတာအဲ့တော့အခုလိုမင်းတို့ကလာပြီးတော့ခင်မင်းနဲ့တပည့်ကိုဆရာကိုပြန်ပြီးတော့ကျွေးမွေးဆောင်ရှောက်တယ်ဒါကျွေးမွေးဆောင်ရှောက်လို့လည်းဆရာယူစားပါတယ်ဘာလို့ဆိုမင်းတို့လုပ်လိုက်တဲ့ဆရာမဒီဘက်ကအများကြီးအထောက်အကူပြန်ရတာဆိုတော့ဒါဖះဟောတရားနဲ့လည်းတော်ကြီးပါတယ်ဒီလိုလုပ်တဲ့ပုံကိုယ်တွေဒါအင်္ဂလန်ရှားပါပါတယ်တို့ဖះဟောတဲ့တရားမှာကမ္ဘာမှာအရှားဆုံးပုံကိုယ်နှစ်ယောက်ရှိတယ်ဆိုတော့ကတညုတကတဝီရီတဲ့ကိုကစားပြီးတော့တမြောက်ကျေးဇူးပြုတယ်ကိုလုပ်ပြီးတဲ့နေရာတမြောက်လုပ်ပြီးတယ်ဘာမှမမြောက်ကိုပဲလုပ်ပြီးတယ်အဲ့လိုပုံကိုမျိုးကရှားတယ်ဒါကသူများလုပ်ပြီးတော့ပြန်ပြီးတော့ကျေးဇူးတင်ပြီးတော့ဒါပြန်ပြီးတော့ငါပြန်တခုတော့လုပ်ပြီးမှပဲငါကျေးဇူးလေးပြန်ဆက်ခြင်းတယ်လို့အသိဉာဏ်ရှိတဲ့လူကလည်းအင်မတန်ရှားပါတယ်အဲ့ပုံကိုနှစ်ယောက်ကကမ္ဘာမှာအရှားဆုံးပုံကိုတွေပါတယ်ဒါအခုမင်းတို့ဒီတက်မှာအခုဒီနောက်ကွက်မှာလူတာမှမဟုတ်ပါဘူးကျောင်းလာကပေးတဲ့ထဲမှာလည်းအရှားပေါင်းဆုံးပုံတွေမှာပါပါတယ်ဘာလို့ဆိုတော့ဒီမှာစာတိဆရာရေးတာမလို့တွေ့နေတယ်အဲ့ရေးတာဆရာတော့မဟုတ်ဘူးဘုမဒီဆရာလာတဲ့ကိုဆရာတော့ဆရာကျောင်းသားလေးတော့3ပေးမှပြင်မယ်ဘာလို့ဆိုတော့အဲ့ကျောင်းသားလေးတွေအဲ့လိုပြောတာကျွန်တော်ကြားတယ်တဲ့လာပြောတယ်ဘာပြောတာလဲဆိုတော့ပြောင်းတယ်သူတငယ်ချင်းချင်းပြောတာမင်းလည်းမပေးနဲ့တဲ့ငါလည်းဒီကျောင်းတက်တာကြားပါရင်ငါတို့ရမပေးဘူးတငယ်ချင်းကတိုက်တွန်းတာအဲ့တော့တို့အပြည့်မှာကိုယ်တိုင်တိုက်တွန်းချင်းမွန်စိတ်တူတာရှိတယ်၄ယောက်ကိုယ်တိုင်လုပ်တာတိုက်တွန်းတာချင်းမွန်တယ်စိတ်တူတယ်ကိုယ်တို့လုပ်ရင်လည်းအတူရတယ်အကုသိုလ်လုပ်ရင်လည်းအတူရတယ်ကိုယ်တိုင်လည်းအကုသိုလ်လုပ်တယ်သူများလည်းတိုက်တွန်းတယ်သူများအကုသိုလ်လုပ်တော့လည်းဝမ်းသာဟုတ်လားစိတ်ကလည်းတူတယ်သူလို့ဆိုငါလည်းလုပ်မှာပဲအဲ့လိုမျိုးပေါ့လေအဲ့တော့ကုသိုလ်လုပ်တဲ့အခါမှာလည်းဒီ၄ယောက်ကတွားပြီးတော့အတူကုသိုလ်ရတယ်တို့လူပဲအကုသိုလ်လုပ်ရင်လည်းအတူရတယ်ကိုယ်သူများကတော့အကုသိုလ်လုပ်ဖို့တိုက်တွန်းတယ်သူလည်းအကုသိုလ်ရပါတယ်ဒါပေမဲ့ဒီအကုသိုလ်တွေအသေးမွှားလေးလို့ထင်ရတယ်ဒါပေမဲ့အကျိုးကအရင်ကြီးတယ်မိဘလေးသေးသေးလေးပဲအစောကြီးလောက်ရတာတူတယ်မလားတယောက်ကလုံးကုံသွားရတာဒီမိဘလေးကစားတာလေစမ်းအဲ့တော့ဒီလိုအကုသိုလ်မျိုးမဖြစ်စေနေလို့ဆိုတာတားတာတခြားမဟုတ်ဘူးအခုမင်းတို့သူများနိုင်ငံမှာနိုင်ငံခြားနိုင်ငံမှာတော့အလုပ်လုပ်တယ်ဟိုမှာထိုင်းနေပါတော့မှာလာကမရတဲ့အပြင်လာကတော့တောင်းတဲ့အချိန်မှာအသက်ခံရမှုကြောက်ဘူးလားကြောက်ပါတယ်
အကြောင်းတရားကင်းတော့ကိုသူများကိုလုတ်ပေးကြတယ်ဆိုကို့မှာကန်ရှိဘယ်လိုမှကိုလုတ်လို့မရဘူးဘောရမှာအဲ့လိုကန်ညီမမျိုးရင်ဆိုင်မှာဆိုလို့ဆရာဒါလေးတော့ငါကြီးထားပေးဦးမှာပဲဆိုရေးတာအဲ့ဆရာတော့မဟုတ်ဘူးတောင်းတာပဲဆရာမှာဆရာကန်ဆရာယုံပြီးတာဆရာကန်ရှိတော့စားရမယ်ကန်ရှိတော့နေရမယ်ကန်ရှိတော့ခံစားရမယ်ဘောရလားနော်အဲ့တော့အဲ့ကလေးတွေအဲ့လိုမပြောင်းဆိုဆရာရေးပေးတာအဲ့တော့အခုဆိုလို့ရှိရင်ဒါကျောင်းသားတွေပြန်ပြီးတော့ဒီကျောင်းသားဟောင်းတွေစုဆက်ပြီးတော့သူတို့ဒီလို idea ရပြီးတော့ကြောက်ပြန်ပန်းဖို့တဲ့အတွက်ဆရာမတော်ရင်မပူအောင်ပေါ့ကွာချိန်တန်ကျောင်းသားကပြီးပုံမှာစုရဆောင်ရပါမယ်လို့ရထားတယ်အဲ့ဒါမျိုးတွေပေါ့အဲ့ဒါအပြင်ဟိုနောက်အခုဆရာမဒီကျောင်းကမ်းမှာတုံးတဲ့ကမှာပစ္စည်းတွေကဟိုတုန်းကဆိုလို့ရှိရင်အခုလိုဒီလိုပစ္စည်းတွေဆရာမတုံးတတ်ဘူးဒီမတ်ပနာစပီကာသေးသေးလေးနဲ့စပီကာဆရာသိတာဆရာတော့မှတုံးကြတာစပီကာအကြီးနဲ့တုံးတာအဲ့ဒါကအဲ့စပီကာအကြီးနဲ့တုံးတဲ့အတွက်ဘာဖြစ်လဲဆိုပေါင်းရင်တိတ်နှောက်ဆက်ပြတာပဲဆရာတို့ဒီစကားပြောရချင်းအဲ့ဟိုနောက်နဲ့တွားနာတော်မောင်ကတပည့်ကိုခိုင်းရတယ်ဘလောက်အတန်ကျင်းနေလဲများများနှောက်ဆက်ဖြစ်လာအဲ့တော့နောက်ကျတော့ငါတပည့်ရစုပြီးတို့ကြီးဟိုပြပြတာလို့ပြောဆရာအဲ့လိုလုပ်ချင်တယ်ဆိုရင်ကျွန်တော်ပညာရှင်နဲ့တိုင်ပင်မိမယ်ဆိုပညာရှင်တွေကတိုင်ပင်ပြီးတော့မှတကားဒီမှာမင်းတို့တွေ့တော့တာဘာမှမဟုတ်ဘူးလို့ထင်ရတာနောက်ကွယ်မှာဒီပညာရှင်သွားခေါ်ရသေးတယ်အဲ့ပညာရှင်ကလာကြည့်တယ်လာကြည့်ပြီးမှဒါဆိုရင်ဘယ်လိုစပီကာမျိုးသုံးတယ်လဲဘယ်လိုဆက်မျိုးသုံးတယ်သူတို့ပြောရတယ်ဆရာတို့မသိဘူးလားအဲ့ဒီပညာဘက်ကလည်းဒါအများကြီးပေးရမှာတကယ်တမ်းဆိုလေဒါပေမဲ့ free လုပ်ပေးသွားတယ်ဒီကအမို့ဘောဆရာမယူပါဘူးလားအဲ့ဒါမျိုးပေါ့ဆိုတော့အဲ့လိုအခုမင်းတို့နားလေးမှာအတန်ကြားအောင်အပြင်လည်းမထွက်အောင်အဲ့ဒါတွေကစားတာမျိုးအဲ့ network တွေလောက်ရတယ်ဒါကအခု TV ဒါဆရာဝယ်တာမဟုတ်ဘူးဒီ network ကပဲလုပ်ပြီးသွားတယ်ဆရာမကိုတော့ဆရာ TV စမဝယ်ဘူးဆရာဒီတိုင်းပဲတင်နေတယ်နောက်ကျတော့ဆရာတပည့်တယောက်က तू ကဆရာလေးဖြစ်သွားပြီဆိုတော့ तू idea ရတယ်သူက तू ကလည်းပတ်စံချတာလို့မဟုတ် तू TV အဟောင်းဝယ်လာဆရာနဲ့ဆရာ TV လေးနဲ့ဆိုပိုကောင်းပါဆရာတွေမှာကက်ဆက်ကိုပါအဲ့ဒါ TV နဲ့အဲ့ရစားတော့ကွာ TV စပြီးတော့ဆရာတို့ပြပြတာတော့အဲ့ဒီဦးထွန်းလင်းချန်ကရောက်မှာလုပ်ပြတာဟိုဘက်ပိုင်းမှာဆရာ TV လည်းမရှိဘူးကက်ဆက်လည်းမရှိဘူးကိုတော့မိုက်တောင်ကြည့်ဒီတိုင်းអော်ရတာနောက်ဘုတ်လည်းဒီလိုပဲရင်တော့ဆရာမှာဟိုကျောင်းဆရာကြီးဟောင်းတယောက်ကရောင်းထားတဲ့ပုတ်ကလေးတစ်ချက်ရှိတယ်အဲ့တော့ဆရာ300နဲ့ဝယ်ထားတယ်အဲ့ဒီပုတ်ပေါ်မှာမြေပြင်နဲ့ရေးတယ်အဲ့မှာဆရာတွေတယောက်နတ်စမတယောက်ကအကြံပေးတယ်ဆရာတဲ့အဲ့မြေပြင်မုံရှူလိုက်ဆရာကြာလိုက်တော့ကရောက်မယ်တဲ့အဲ့တော့ဘာလို့အောင်လဲဆိုဘာလို့မလို့ဆရာကျွန်မ white board ဝယ်ပေးမယ်ဆိုအဲ့ဒီ NASMA ဆရာတစ်ပည့်တယောက်က white board လေးဝယ်ပေးတာအဲ့ white board နဲ့ဆရာတို့ဆက်လုပ်ရတာအဒီလေးဒီ white board နဲ့ဒါလည်းပဲကိုဝယ်တော့မဟုတ်ဘူးခလေးလေးဝယ်ပေးတာအဲ့တော့အဲ့လိုတော့ခုနဟာလောကကြီးဟာမိုနီပေါ့အဲ့တော့ဆရာမဝိမဖြစ်ဘူးကဝိမဖြစ်တဲ့ခါကျတော့ဆရာပါပို့ပြီးတော့စိတ်ကလည်းကြီးနေတာပေါ့နှုတ်လို့ဆရာကောင်းနေတယ်ဒီဆိုင်နော်အဲ့တော့အခုတယောက်နဲ့တယောက်အပြန်အလှန်ကူညီတယ်တယောက်ကိုတယောက်မင်းတို့ကြီးလိုက်တယ်မင်းတို့ဒီဥစ္စာတွေမင်းတို့ဒီအကျိုးကျေးဇူးတွေခံစားဒါအခုဒီလိုခံစားတာလဲဆရာလုပ်ခဲ့တဲ့ကံလို့ပဲဆရာယူစားတယ်။ဘာကြောင့်လဲဆိုတော့ဆရာနိုင်ငံခြားပြန်ရောက်တဲ့အချိန်မှာဆရာကြီးခင်မောင်ကမင်းတို့ရဲ့အဖိုးဆရာကိုတိုင်ပင်တယ်။ဘယ်လိုတိုင်ပင်လဲဆိုမောင်များရိုင်းတယ်။ငါစားတင်တာအိမ်စားဖို့မလောက်ဘူးတဲ့။ဘာကြီးအဲ့လိုပြောတယ်။အိမ်စားဖို့မလောက်ဘူးတဲ့။အဲ့တော့ငါချမ်းရောက်မှဖြစ်မယ်ကွာတဲ့။သူနေတဲ့ချမ်းဆိုတော့ဆရာစီနေမှာစိတ်ခုနကပြောလို့စိတ်မကောင်းဘူး။ဘာကြီးကတတလုံးလိုချမ်းဝင်ကြတယ်လေးနဲ့သူနေလာပြီးမှအသက်အိုကြီးအိုမရောက်တဲ့ဘဝကြမှာခြံလေးခြံရောင်းပြီးတော့တက်တဲ့နေရာမှာဆရာလည်းအဲ့လိုမဖြစ်ချင်အဲ့တော့ဘဝယူဆရာပြောတယ်ဘဝကြီးကျွန်တော်ရှာတဲ့ပတ်စံဘဝကြီးနဲ့ကျွန်တော်မိသားစုနဲ့ဆိုလုံးဝအစားလောက်တယ်အဲ့ဒီတော့ဘာမှမလုပ်နဲ့ဘဝကြီးကိုကျွန်တော်စောင့်ရှောက်ပါမယ်ဆိုပြီးအဲ့လိုဆရာဂရိပေးလိုက်တယ်ဘဝကြီးတော့မျက်နှာလေးဝန်းတောက်သွားတာပေါ့ကွာအဲ့လိုပြောပြီးတဲ့အစားပြီးတော့ဆရာဘဝရဲ့မိဖို့ကြောင့်ပဲအစားဆရာတောင်းယူခဲ့တယ်နောက်ကသူ့ရဲ့မွေးနေ့လုပ်ချင်တယ်ဘာလုပ်ချင်တယ်ဟိုကလူချင်တယ်ဆရာပဲလူတယ်ဘလို့မှဆရာမပြောခဲ့ဘူးဘာလို့ဆိုဘဝကြီးခေတ်ကကျောင်းသားတွေကဖလုတ်တီကျောင်းသားတွေများတယ်ဖလုတ်တီဆိုတာတစ်လလောက်နေကျောင်းတော့တော့ပြန်မရှိဘူးဆရာမှာလာတဲ့ကျောင်းသားတကယ်ချင်းအသိဖြစ်ဆရာတယောက်ပဲကြိုင်ခဲ့တယ်ကိုအဲ့ဒါနဲ့ဘဝကြီးကိုဆရာအဲ့ဒါဟိုဆရာတယောက်လည်းပဲထောက်ပံ့တာပါလူကိုကြီးမှမပြီးပါဘူးထောက်ပံ့တာဘဝကြီးကွယ်လွန်တဲ့ကြည့်ပဲဆိုတော့အဲ့တော့9နှစ်လောက်ဘဝကြီးကိုဆရာလှုပ်ကြွေးရတယ်အဲ့ဒီအတွက်ဆရာကိုပီတိတော်တော်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ရှင်တော့လည်းဆရာအများကြီးလည်းရတာမဟုတ်ပါဘူးဘာလို့ကျောင်းလာမှာ300 400 500အဲ့လိုပဲစိတ်ထားတာနော်အဲ့တော့အခုကလေးတွေကနေပြန်ပြီးတော့ဟိုဒီလို network လောက်တာလည်းမဟုတ်ပါဘူးမင်းတို့ကိုယ်တိုင်ကနေကျောင်းလာကလေးပြန်ပြီးတယ်ဆိုတော့ကဆရာအရန်ဝမ်းသာနေလို့ကျေးဇူးတင်လို့ပါနော်အဲ့ဒါလေးကိုလည်းဆိုတော့ဒီဆက်လည်းပဲဒါနောင်လည်းဒီစင်တာလေးဆက်တင်ကြမင်းတို့ကိုယ်တိုင်လည်းနောင်ကြည့်လို့ရှိရင်ဒါကိုဆက်လုပ်အောင်ပါဆိုတော့မင်းတို့ကလည်းပဲမင်းတို့လုပ်နိုင်တယ်သူများကိုလုပ်ပေးရမယ်အဲ့တော့အလုပ်ပြီးသူပြန်လုပ်ပြီးခိုင်းတယ်လို့လည်းတစ်ချိန်မှပြန်လုပ်ပေးရဒါတဘာဝပဲလေအဲ့တော့တို့ဆရာတော်ဥဝိဒါစီကမိန်တို့မိဘကို
ခုနဘုန်းကြီးကိုဆုံးမကတ်လို့ရှိရင်အကုသိုလ်မရတာပဲရှိတယ်ခုအကုသိုလ်မဖြစ်ဘူးလို့ဒါပေမဲ့မိဘကိုမလို့ကျွန်းတာအကုသိုလ်ဖြစ်တယ်အဲ့တော့တို့မှသိတဲ့တိုင်ပဲဒါအနာတော့အနာ၅ပါးလေဆရာသမားဆိုတာမိဘနေရာမျိုးပဲမဟုတ်လားမင်းတို့မိဘနေရာမှာပဲထားပြီးဆရာဆုံးမကြတာမဟုတ်လားလို့နော်အဲ့တော့အခုလိုပြန်ပြီးလောက်တာဒါမင်းတို့လည်းရဟန်းကြီးကုသိုလ်များကြီးရတယ်ဒီဘဝလည်းမဟုတ်ဘူးဘဝတိုင်းမင်းတို့စောင့်ရှောက်မဲ့တွေနဲ့ပေါ်မှာပဲဒါကြောင့်မလို့ဒီနေ့လုပ်တဲ့အခမ်းအနားလေးကိုလည်းဆရာအရန်ဝမ်းတာပြီးဖြစ်တယ်နောက်တစ်ခုကအခုလိုကလေးတွေရှိတဲ့ကိုယ့်ရဲ့လာစာလေးတွေရပါသူတို့တွေလူတဲ့လူတွေအကုန်တစ်ထည့်မဟုတ်ပါဘူးကိုယ်လာစာလေးတွေဖက်ပြီးတော့ဒီလိုလေးလူတာနော်အဲ့ဒါကြောင့်လို့ဆရာအဲ့ဒါလေးကိုလည်းပဲခုန blessing လေးလုပ်ပေးခြင်းတယ်ပေါ့နော်အဲ့ဒါစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာပြည့်စုံပါစေငြိမ်းချမ်းပါစေတန်တရားဝတ်ဆင်းလုပ်ခင်ပါစေသူဖြစ်ရတဲ့ပရိဟံတုမိမိကိုယ်ကိုချမ်းသာအောင်ဆွမ်းဆောင်တဲ့ပုဂ္ဂိုလ်များအားလုံးဖြစ်ကြပါစေကျောင်းသူကျောင်းသားများအားလုံးကိုကြားကျေးဇူးထူးပင်တင်ရှိပါတယ်။အစီအစဉ်လေးကအခမ်းအနားပြီးဆုံးကြောင်းကြေညာခြင်းပဲဖြစ်ပါတယ်။အခုလိုတမိုးရှိလာသောစာဖတ်တမ်းချိန်လေးအားခွင့်ပြုပေးသည့်ဆရာကြီးနှင့်တကွကျောင်းသူကျောင်းသားတဦးချင်းစီတိုင်းကိုရုပ်ခေနဝမကျေးဇူးထူးပင်တင်ရှိပါတယ်။ယနေ့ပြုလုပ်သောကျောင်းချံဟာခြင်းအလှငွေပြည့်ပွဲအခမ်းအနားအောင်မြင်စွာပြီးဆုံးကြောင်းကြေညာအပ်ပါတယ်ရှင်။အပတ်ရတဲ့ပုံရိပ်နဲ့အတွက် UMK ရောက်ဝမအဖွဲ့သားများကိုဖိတ်ခေါ်ပါတယ်။